ဒီဘာပြည်နိုင်ငံရေးဟာလူလူတရက်လုံးကနိုင်ငံရေးလောက်အောင်ဖြစ်တယ်လူမှုရေးတော်လဲနိုင်ငံရေးဟာပုတ်ချလောက်ရမယ်လို့2015မတိုင်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီလူတရက်လုံးကလူမှုရေးတော်လဲနိုင်ငံရေးမလုပ်ခဲ့တာဟိုနေဝက်လက်ထက်ကစပြီးတော့ပြောရမှာဆိုရင်ဒီတန်းရွှေလက်ရှိတိုင်အောင်ကျွန်တော်တို့အဲ့ဒါလေးကိုဟိုမလုပ်မိဘူးမလုပ်မိအောင်လဲနီလန်းပေါင်းစုံနဲ့စစ်အာဏာရှင်တော့ပိတ်ပင်ထားတာကိုသူကလူမှုရေးတော်လဲနိုင်ငံရေးလုပ်လို့ရှိရင်သူကထောက်ချမယ်ဟုတ်လားနီလန်းပေါင်းဆိုသူကဟိုပြီးတော့ပြလို့ကသူတို့မလှန်နိုင်အောင်သူတို့ကဖန်တီးထားမယ်အဲ့လိုဖန်တီးပြီးမှဒါလေစစ်အာဏာရှင်တွေလိုချင်တဲ့သူတို့ပုံစံအတိုင်းကသူတို့လုပ်မှာပေါ့ဒါကြောင့်သူတို့ရေးမယ်ဆိုလုပ်မှာပေါ့နိုင်ငံရေးဆိုတော့သူတို့လည်းမဆိုင်ဘူးစစ်တပ်ဆိုတာခொလေးပဲတိုင်းပြည်နဲ့လူမျိုးကောက်ွယ်ရေးတစ်ခုပဲဟာလားဟိုရောပြပတ်ကရန်လို့ရှိရင်လည်းဟိုကောက်ွယ်ဖို့ပဲဟိုတက်ခိုက်တယ်ဟိုတက်ခိုက်ဘယ်တော့ပဲအခုလက်ရှိကပြည်သူတွေကိုပြန်ပြီးတော့ဟိုတိုက်ခိုက်လီလန်းပေါင်းစုံနဲ့ဟိုဆိုတော့အချက်ပဲအောက်ပါပဲသူတို့ထားကြတာကိုစစ်အာဏာရှင်ကိုတို့ရဲ့ဝါဒကဒါကပြည်သူတယောက်လုံးကခါးစည်းခံရတာကနှစ်ပေါင်းက60လောက်ရှိပါပြီခင်ဗျာ60လောက်ကျော်ပါပြီခင်ဗျာအဲ့တော့ပြည်သူတယောက်လုံးခဏလူဝိတော်လိုင်းနိုင်ငံရေးပြည့်ကျွယ်မှုအားကောင်းလာလေစစ်အာဏာရှင်တို့ရဲ့မတရားထုတ်ချယ်ဖိနေမှုဟိုဟာလေးတွေပြန်ပြီးတော့လွတ်မြောက်အောင်ကျွန်တော်ရုပ်ထွက်နိုင်နေတယ်ပေါ့ကျွန်တော်ရဲ့သူတို့ရဲ့ဖိနှိပ်ထုတ်ချယ်မှုဒီလောက်ဥပဒေတွေနဲ့ဟာလားပြောချင်2008ဥပဒေကပြောမှဆိုရင်ဟို2008ကအဂရိတီထားတဲ့ဒီအဲ့ဒီကအခြေခံဥပဒေတည်ပြီးတော့2010မှာရွေးကောက်ပွဲကြိတ်ပေါ်လာတဲ့လွတ်တော်လာအဲ့တိုင်းပါပဲဒါကတို့တော့လွတ်မတော်လို့ဖြစ်နေတယ်ဘာလို့ပြည်သူတက်လို့ရဲ့ဆန္ဒလူမျိုးတက်လို့ကဆန္ဒပါရောင်တို့ကလူပြည်တက်လို့နားနဲ့ပတ်ရိုက်ထားပြီးတော့တီထောက်ထားတဲ့လွတ်မတော်ဖြစ်နေတယ်ဒါကြီးကပြည်လူတက်လို့အားတဲ့ဖြစ်သေးရမှာဖြစ်တယ်ချက်သိမ်းပြီးမှအရသာဆိုရပေါ်ပေါက်လာမှတာလေအဲ့ဒါပြန်ပြီးတော့ကျွန်တော်တို့ဒီသက်လို့လူကြီးတဲ့ဒီလူစီလိုင်းတောင်းကိုသူတို့ကပြန်ပြီးတော့ဖန်တီးပေးလိုက်မယ်အဲ့လိုလုပ်နိုင်ဖို့အတွက်ပြည်သူ့ချက်လုံးကလက်ဝဲပါအာဏာရှိရမယ်ဂရိဘူးကပြည်သူ့ရဲ့အာဏာကိုစစ်အာဏာရှင်မတရားတင်ပြတိုက်တာလားပြည်သူ့လက်ထက်ပြန်ရောက်ဖို့ဆိုပြည်သူ့ချက်လုံးပြန်တော့ဖန်တီးတော့ပဲအဲ့ဒါပြည်သူ့ချက်လုံးလောက်ပဲနိုင်ငံရေးဖြစ်တယ်တို့လည်းမဆိုင်ဘူးတို့လောက်မဟုတ်ဘူးတို့ရဲ့စစ်အာဏာရှင်တို့ကိုကျိုးသက်တို့လောက်ပါပေါ့တို့မိသားစုသက်တို့လောက်ပါပေါ့တို့အုပ်စုသက်အသက်တို့လောက်ပါပေါ့ပြည်သူ့ချက်လုံးတို့လက်ကြီးလောက်ပါမဟုတ်ဘူးဆိုတာကဂရိလေဘေးမှာဆင်သွားသလိုပြည်သူ့ချက်လုံးကအားလုံးသိနေပြီဖြစ်တဲ့အတွက်ကျွန်တော်တို့လူမှုရေးတော်လိုင်းနိုင်ငံရေးကိုပုံချလုပ်ပါလို့ကျွန်တော်ဟိုအကြံအုပ်ချက်တဲလို့အကြံလူချင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကဟိုဒီမှုရာဘတော့ဥအောင်စိန်ပါကျွန်တော်လူလှုပ်ရှားမှုအေအားစုရဲ့ဟိုအေအားစုထဲကပါကျွန်တော်ကတော့ပြပကပါနော်ကျွန်တော်အဲ့ဒါဒီ forward အေရတာပါ